ချင်းမိတ်ဆွေတငယ်ချင်းများအားလုံးကိုကျွန်တော်တစ်နှစ်အောင်ကိုကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်နော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေတို့ကျွန်တော်တပတ်စာကတ်ကိုလိုင်းမလွှင့်ပေးနိုင်ပြီမဲ့တင်သားပေးပြီးသွားပြီနော်တပတ်စာကတ်ပြီးခဲ့တဲ့ပတ်ကရက်ကမပြည့်တဲ့အတွက်ကြောင့်ခဏန်းကအစုံမရဘူးနော်ရသလောက်လေးနဲ့ပဲဒါတော့မှများနေပါပြီရသလောက်ဒီနေ့8ရက်6လ2026တနင်္လာနေ့တူးဒီအဖွင့်နေမှာပေါ့နော်ကျွန်တော်ရဲ့ချမိတ်ဆွေတွေကိုမော်ဒယ်နဲ့အင်တာနက်ကနေပြီးတော့ရတဲ့ထိတ်စီက3853ညထိတ်စီနော်ကျွန်တော်မိတ်ဆွေတွေကအပီးခွေက3853ညဆိုတော့ကျွန်တော်မိတ်ဆွေတွေဒီနေ့ဖို့ရမှာအရန်ခွေမယ်ဆိုရင်ခွေလို့ရတယ်နော်3853ညထိတ်စီကိုအရန်ခွေမယ်ဆိုခွေလို့ရတယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်မိတ်ဆွေတွေကိုနေတိုင်းရဲ့1 chain ကမနက်ကနန်း38ဖြစ်ချင်းကနှစ်ခွန်1 chain တော့ဒီနေ့9 3ည38ကထိတ်စီနှစ်ခွန်က1 chain ကျွန်တော်မိတ်ဆွေတွေထိုးမဲ့ဆိုရင်တော့တဲ့စစ်ကွက်ထိုးရမှာပေါ့နော်ကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျွန်တော်ကတော့ဒီနေ့ဖို့ရမှာကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကိုတကွက်ရွေးပေးပါဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ရွေးပေးလိုက်မယ်နော်အဲ့ဒီ3853ညထိတ်စီးမှာနော်3853ညထိတ်စီးမှာကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်ထိတ်စီးက3ရွေးပေးမယ်နော်ထိတ်စီးဆွဲခိုင်းတာမဟုတ်ဘူးနော်တကွက်ရွေးပေးတာပြီးသွားရင်နှစ်ခွန်နဲ့ကတ်ထားလိုက်3နှစ်3ခွန်နှစ်ကွက်မင်းကစားအားလုံးအဆင်ပြေကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပြီးတယ်နော်အပြည့်ထိုးမယ်3853ညထိတ်စီးကိုနှစ်ခွန်1 chain ကပ်ပြီးတော့ကနန်း8ကွက်တဲ့အပြည့်ထိုးမှာနော်မိန်းက3ခွန်နဲ့3နှစ်နော်အားလုံးအဆင်ပြေကံကောင်းကြပါစေဘိုင်ဘိုင်